ဖြစ်နေပါတာလေမလောက်ပါနဲ့ host မလောက်ပါနဲ့လို့တားခဲ့ရလားနော်ညတငယ်ချင်းဒေါက်တာလေးကတဲ့နုပညာလောကရဲမဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျမလက်ခံပါတယ်ကျမတစ်ဖက်မင်းတို့လုံးဝမစော်ခါပါကောင်းပါတယ်နော်မိဘတန်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ကြအောင်အဲ့တော့ကျမကကြတော့အပြောချမ်းမှုတင်နေရှင်တို့အဲ့တော့ပါဇက်တီပိတ်ခဲ့ကြရလားဟုတ်လားကျမအပြောချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ကြောင်ထုတ်ပြခဲ့တာပါ။အိုးအဲ့စာရေးချင်မှရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာမြင်မပူကြဘူးလား။အဲ့တော့ကျရှင်တို့ကောင်းတယ်လေပြင်မလားပြင်းတူဘူးဆိုပြီးတော့ကိုရှင်တဲ့နာရှင်တို့လုံနေခဲ့ကြလေ။ तू ကိုရဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးရရင်ဂရီကနောက်ဆုံးဖျားမှာပါဟိုရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာ။နော်အဲ့ဒါတော့မပူနဲ့တကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းခဲ့ခဲ့တာဖြစ်ကြအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တို့နှစ်ဦးကိုမိတ်ဆက်ပေးခဲ့တာပါ။အိုးရှင်တို့အဲ့လိုလွယ်ယုံလာလားရှင်တို့ရှိမှလည်းအများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအွန်လိုက်တာရှင်အဲ့တော့ကျမတော့ကကျမဘာဖြစ်လို့မိကောင်းဖခင်သားသမီးမဟုတ်လို့လားကျမကဘာလုပ်နေလို့လဲဟမ်မိဘအတိုင်းဝိုင်းအနေထားရောကျမသိကျင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတယ်လေဘာဒိတ်တွေကိုပြောချင်တာပါတယ်လေဟမ်ကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းဆိုကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲဟမ်ရှင်တို့ဂုတ်ပေါ်ခွစီးနေလို့လားကျမမိဘအတိုင်းဝိုင်းဘာဖြစ်နေလို့လဲဘာဖြစ်နေလို့လဲအတူချုပ်ပြောရရင်နဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလီကိုဆက်တယ်တေးကြလားတမမိုးသိစမြင့်လှန်အကုန်ရှုပ်မှာနော်တေးကြလားနင်တို့မသေးကြရပြောနင်တို့အကုန်ပါမှာနော်ငါဆွဲထဲမှာသေကြလားနင်တို့ဒေါက်တာမာလီကိုစကြိုက်ခဲ့တဲ့တက်လိုက်ခဲ့ဒေါက်တာမာလီကချက်ချင်းလည်းဖြင်ပေးခဲ့ပါဦးဟဲ့ငါပြောပြမယ်ငါရဲ့မွေးနေ့ match လာမှာငါနေပြီးတော့မှငါမွေးနေ့လာလုပ်တယ်နော်ငါမှာဓာတ်ပုံငါဖုန်းထဲမှာဓာတ်ပုံငါမှာ6ထားချက်လက်ရှိတယ်ငါမွေးနေ့ဖုန်းခေါ်နေလည်းမသိဘူးငါမွေးနေ့ March လမှာငါနဲ့တဟိုတယ်တယ်ငါနဲ့ဘာမှဖြစ်ဘူးနော်ငါရှိနေတဲ့ဟိုတယ်မှာဒီအမျိုးသားငါနဲ့ရှိခဲ့တယ်ငါနဲ့တခန်းကျော်မှာရှိရနော်အဲ့ဒီအချိန်မှာ ငါသူ့ခန်းရှိအမြင်နဲ့ဖြတ်သွားဖြတ်လာလုံနေတာဘာလို့တခန်းကျော်တော့တခန်းပေးငါမောင်လေးအခန်းငါကတော့ငါလို့